မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာကျတော့ကျွန်တော်လာမေးတယ်ဗောနော်ဒီပစ္စလက်ကိုခုမှစာပြီးလေးလာမယ်ညီကိုလေးမိတ်ဆွေတွေဗောနော်ဒီကျွန်တော်တို့ဒီကိုဖန်တီးထားတဲ့ဒီဇိုင်းတွေတော့မဟုတ်ဒီ logo တွေမှာဗောနော်နောက်ဆုံးမေးစေးတဲ့အခါမှာကျွန်တော်တို့ error ဖြစ်တယ်ဗောနော် error ဖြစ်တယ်ကျွန်တော်တို့ unbox error ဗောနော်ဒီ file တွေပြတ်တာတော့ဒီကျွန်တော်ချောချောမွေးပါမှာပုံကြည့်မရတာဗောနော်အဲ့ဒီပြဿနာဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဗောနော်အဲ့တော့ကျွန်တော်တို့ဒီ logo လေးတစ်ခုစမ်းပြီးဆွဲကြည့်မယ်ဗောနော် okayရှင်းလေးပဲဆိုတော့ကျွန်တော်တို့အဆင်ပြေလို့လေးပဲဆွဲလိုက်မယ်ပေါ့နော်။ဟုတ်ကျွန်တော်တို့ဒီကောင်လေးကိုညင်လုံးဖောင်ချိန်မယ်ပေါ့နော်။ဒါလည်းကျွန်တော်တို့အဆင်ပြေနမူနာပဲပြမှာဆိုတော့အဆင်ပြေဟာလေးချိန်လိုက်ပါမယ်။ Okay ကျွန်တော်တို့ဒီကောင်ပေါ့နော်။ဒီကောင်ကျွန်တော်တို့စာဝိုင်းတစ်ခုထဲမှာခတ်လိုက်မယ်ပေါ့နော်။အဲ့တော့ပေါက်ခတ်လိုက်မယ်ဒီကောင်ကာလာလေးချင်းပေးလိုက်ပါတော့โอเคဒါဆိုရင်ကိုလေးရပေါင်းပေးလိုက်မယ်အဓိကကျွန်တော်တို့ဒီသူ့ရဲ့ original color တွေမှာ error မဖြစ်ပြင်မယ်ပေါ့နော်ဖြစ်တော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဖြစ်နေတယ်ဒီတက်ချမှာကျွန်တော်တို့ error အများဆုံးပါတယ်ပေါ့နော်တခြားနဲ့ပုံနေထည့်တဲ့အခါမှာတော့ကျွန်တော်တို့တခြားနေပြီးတော့ပုံစမ်းထည့်ကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီရွှေရောင်လေးထည့်ကြည့်မယ်ပေါ့နော်ဒီလိုမျိုးပုံနေထည့်တဲ့အခါမှာကျွန်တော်တို့ဒီ error ဖြစ်တာအများဆုံးရှိရတွေ့ရတယ်ဗောနော်အဲ့ဒါကျွန်တော်တို့ဒီကောင်ကိုနောက်ခံကိုကျွန်တော်တို့လှသွားအောင်တစ်ချက်ပြောင်းလိုက်မယ်ဟုတ်ကဲ့လို့ဗောနော်အခုကျွန်တော်ဒီကောင်ကိုစမ်းပြီးတော့ဒီသူ့ရဲ့ tools တွေသုံးမယ်ဗောနော် unbox ရှိမယ်ပြီးတော့ 3D ရှိမယ်ဗောနော်အရင်ဆုံးကျွန်တော်တို့ 3D shape ဒီလိုမျိုးတွေဖြစ်တာဗောနော်ဒီလိုမျိုးတွေကျွန်တော်တို့ဒီစမ်းသက်လောက်ကတော့ PC မှာတော့ error ဖြစ်တာမတွေ့ရဘူးဗောနော်ဒီ mobile မှာတော့ error ဖြစ်တာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်နံပါတ်2လောက်ပဲထားလိုက်ဗောနော်ဒီကျွန်တော်တို့ဒီမှာ unbox ပေါ့နော် unbox မှာကျွန်တော်တို့ကိုလိုစိတ်ကြိုက် setting ချိန်ပေါ့နော်လမ်းမောင်ပါညာနောက်ပြီးတော့ကျွန်တော်တို့ဒီမှာ design ဒီကောင်ကတော့ 3D ဖောင်းကြွပုံစံပေါ့နော်အောက်ဆုံးကောင်လေးကအသက်ပါပဲအဲကျွန်တော်တို့ဖြစ်ပြီပေါ့နော်ဒါအောင်ကျွန်တော်တို့ကဒီလိုမျိုးရွှေ့လိုက်ပဲဆိုတော့ဒီလို error ဖြစ်တယ်ပေါ့နော်ဒီလို error ဖြစ်တယ်အဲတော့ကျွန်တော်တို့ကဒီကောင်လေးဘယ်လိုရှင်းလို့ရလဲဆိုတော့message ကိုကျွန်တော်တို့ပြောတယ်ပေါ့နော်ဒီလိုတစ်ရှေ့တော့နောက်ဆုတ်ကျွန်တော်တို့ဆိုသူ့ရဲ့ site ကိုချုံလိုက်ချိတ်လိုက်လေးလုံးမယ်ဆိုတော့ error ပျောက်သွားရပါတော့။ဒါပေမဲ့လို့ကျွန်တော်တို့ကစေးတဲ့အခါမှာ error မပျောက်ဘူးပေါ့နော်။အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ shape ဆိုတာရှိတယ်။ shape ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့လက်ရှိသုံးထားတဲ့အယောင်နဲ့တူမဲ့အယောင်ပေါ့နော်။တူမဲ့အယောင်ဒီမှာအဝါဆုံးတော့ကျွန်တော်အဝါယူလိုက်မယ်။ပြီးရင်အဲ့ဒီ shape ကိုအသေးဆုံးလေးရှုံချလိုက်ပါပေါ့နော်။ရှုံချပြီးရင်ကျွန်တော်တို့ဒီမှာ layer နေပြီးတော့အဲ့ဒီကောင်ကိုသွားပေါင်းပါပေါ့နော်။ခုန shape နဲ့ဒီကောင်ကိုသွားပေါင်းလိုက်မယ်။ပေါင်းလိုက်မယ်။ okay ဒီလိုမျိုးဖြစ်တယ်ဗောနော်ဒီလိုမျိုးဖြစ်တယ်ပုံမှန်ဆိုရင်တစ်ခါတည်းနဲ့လည်းရလာမျိုးဖြစ်တယ်လို့ဒါဆိုရင်တစ်ခါတည်းနဲ့မရဘူးအဲ့တော့ကျွန်တော်ဘာလုပ်တယ်လဲဆိုရင် backy နဲ့ပြန်သွားလိုက်မယ် backy နဲ့ပြန်သွားလိုက်ရင်ဒီကောင်ကဘာလုပ်လဲဆိုခုနကလိုပဲရှေ့တုံးနောက်ဆိုကိုကျွန်တော်တို့တစ်ခါနဲ့မြန်နှစ်ခါတောင်းတာဗောနော်ပြန်လုပ်မယ်ဒီနေရာလေးတစ်ချက်တော့စိတ်ရှိရတယ်ဗောနော်ဟိုကျွန်တော်တို့ခုနကကောင်လေးခုနအဝါလေးပြန်ရမှာရှိမလဲအဝါအဲ့ဒီအဝါလေးတစ်ခါလေးရထပ်ပေါင်းမယ်ဗောနော်ထပ်ပေါင်းမယ်တစ်ချိန်နဲ့မရတာရှိရဗောနော်တစ်ချိန်နဲ့မရရင်3ချိန်လောက်ပါ3ချိန်နဲ့မရရင်၄ချိန်လောက်ပေါ့နော်တခုဆိုရင်ဒါဆိုရင်ကျွန်တော်ရပါပြီဒါဆိုရင်ရသွားပြီဒါဆိုရင်ကျွန်တော်တို့ရှေ့တော့နောက်ဆုံးကြိုက်လို့ကျွန်တော်တို့ဘာရတာမှမရှိတော့ဘူးဘာလို့လဲဆိုတော့ခုနလေယာလေးပေါင်းလိုက်လို့ပေါ့နော်အဲတော့ကျွန်တော်တို့ဒါဆိုရင်စိတ်ကြိုက်ဆေးလို့ရပါပြီ PNG ပဲဆေးမလားရိုးနောက်ခံနဲ့ပဲဆေးမလားပေါ့နော်ဒီအဲ့မှာကျွန်တော်တို့ဆေး image နှိပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော် gallery ထဲမှာတစ်ချက်ပြမယ်ပေါ့နော် gallery ထဲမှာတစ်ချက်ပြလိုက်မယ်โอเคဒါဆိုရင်ဒီမှာ gallery ထဲမှာကျွန်တော်တို့ဘာ error မှမရှိဘူးပေါ့နော်ဘာ error မှမရှိရင်လည်းကျွန်တော်တို့ချိုးချိုးမွေးပုံလေးရပါပြီโอเคဒါတော့ကျွန်တော်တို့ဒီ pixel lab မှာကျွန်တော်တို့အဖြစ်များတဲ့ unbox error ပေါ့နော်ဒီလက်ချာလေးပြတ်ပြီးတော့ပုံလှလှလေးမရတဲ့ပြဿနာဖြေရှင်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်မိတ်ဆွေတွေကြိုးရှိရဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးလုပ်ခဲ့ဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ logo ဆွဲနည်းဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေစိတ်ဝင်စားတဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel မှာလည်းလူစနေလေးတွေကိုအခြေခံအစားပြီးတော့လေ့လာလို့ရပါတယ်။ Okay နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ။